လိုင်းသားရမိကွက်စီကိုတောင်းကြီးဘဲဦးဆိုင်မှာရွှေပြည်သာရာဟောင်းစေးမလာရီအကျော်ဆိုင်အတွက်စိတ်ကြီးခဏောင်တုံနေတမန်သမားခိုခွေးစိန်မှာတွန်တင်းမျိုးကရင်စုရွာကမက်ခင်မှာတောင်းကြီးနားဆင်မှုအတွက်မိမရီလိုချင်တာကပါလေမိမရီလိုနေတာကပဲရလေမိမရီဖြစ်နေတာမိမရီလွတ်ချင်နေတာအဲ့ဒါကရှင်းနေတယ်ရှင်းနေတယ်ရှင်းနေတယ်မိမရီလိုချင်တာကပါလေမိမရီလိုနေတာကပဲရလေမိမရီဖြစ်နေတာမိမရီလွတ်ချင်နေတာအဲ့ဒါကရှင်းနေတယ်ရှင်းနေတယ်ရှင်းနေတယ်နားတော့ကိုပြောသက်ရှိတဲ့စင်ပြေရင်နားထောင်လားဒါကတော့မရှိတာတည်းမသိတာကပိုခက်လားဒါမှမဟုတ်မသိတာတည်းမရှိတာကပိုခက်လားအဲ့လိုမျိုးကြားရတဲ့မှာစိတ်ကရှုပ်လို့ပြများပထမအကြောင်းအရာကပထမကြီးစားပြောတဲ့စကားဒုတိယအကြောင်းအရာကဒုတိယကြီးစားပြောတဲ့စကားလောကကြီးအတွင်းမှာသူတို့နဲ့တဲ့တရားတွေရမိန်မှနဲ့တရားရတာအားများပါတရားချပါစကားများပါဗျာမှာပါဗျာပထမကြီးစားကပတ်စံရှိဘူးချက်ချော်တယ်လူချော်ပြီးပြောချို့တော့သဘောကောင်းပြီးချင်နာတယ်ပြောနေတဲ့စကားရှိတဲ့ဒီလိုပါဒီလိုကွာကိုရဲ့လောကကြီးမှာချစ်ဆိုတာဟာရေးကြည့်ပါတော့ကိုနဲ့တူနေဖို့ဆိုရင်ဘယ်လောက်စင်းရများတူရှိမယ်မြေရပြီးတဲ့သူနဲ့လည်းရရမှာပါကိုရဲ့မိကချစ်တဲ့ကေကိုရမှာလက်ကရှောက်ပြောတဲ့တောက်ကိုတွေအမလာချိန်ကြတော့သူ့ရှိမှာ privacy ရလာအကြမှာကြာကျော်ရှိသူကဆက်တော့ပြတ်သုံးမမြောက်ကြတော့ bra တို့နဲ့သူလက်ထက်မိန်းမတွေများပြောလိုက်ရင်ဘာဖြစ်တယ်ညာဖြစ်တယ်နောက်ဆုံးကြတော့ ready made ကိုပဲရှာယူသွားကြတာမိန်းမတွေလိုချင်တာကပါလေမိန်းမတွေလိုနေတာကပဲရလေမိန်းမတွေဖြစ်နေတာမိန်းမတွေလွတ်ချင်နေတာအဲ့ဒါကရှင်းနေတယ်ရှင်းနေတယ်ရှင်းနေတယ်မိန်းမတွေလိုချင်တာကပါလေမိန်းမတွေလိုနေတာကပဲရလေမိန်းမတွေဖြစ်နေတာမိန်းမတွေလွတ်ချင်နေတာအဲ့ဒါကရှင်းနေတယ်ရှင်းနေတယ်ရှင်းနေတယ်တိုင်ကြခင်မြေမြနေနောက်ထပ်ကြီးစားထက်လာပြီးအစွန်းမတူတဲ့နောက်တစ်မျိုးပြရှိမကောင်းဒါကိုလူတိုင်းသိတာပေါင်းလို့ပဲပြနိုင်တော့ပဲဤခံကအဲ့ကြောင်ကြဖြစ်လာတာကချိုးတစ်မျိုးပါပတ်စံရှိတော့ပတ်စံရှာဖို့သိမပြောပါနေ့သဘောပဲငါကိုပြောတဲ့နေ့စက်တာပုံစံတစ်မျိုးနဲ့လည်းကနေရင်ရှိကြအာနာသုံးပြီးငါကိုတားတဲ့ဟိုအောင်လုံးနဲ့ဝင်နေခိုင်းတိုင်းငါကိုပြောတဲ့ဒီအောင်ရှုံးနေချိန်တိုင်းပဲပြဿနာရှာချလို့နေတဲ့ငါလုံးပြန်တော့လုံးလို့ပါဘူးချင်တာပါတဲ့အမျိုးမျိုးတိုင်းချင်ပြီးတော့ငါကငါလည်းမှန်နဲ့ပြန်ကြည့်ရကတော့ပတ်စံမှပြီးကြောက်ကတော့ချစ်လို့ခင်တွေချစ်စီတော့ပတ်စံလို့ပြီးပတ်စံရှိတော့ချစ်လို့နေတယ်မိမရဲ့လိုလိုက်ပြီးတော့ကဲဘယ်နဲ့လုံးလဲကဲဘယ်နဲ့လုံးလဲမိမရဲ့လိုချင်တာကပါလေမိမရဲ့လိုနေတာကပဲရလေမိမရဲ့ဖြစ်နေတာမိမရဲ့လွတ်ချင်နေတာအဲ့ဒါကရှင်းနေတယ်ရှင်းနေတယ်ရှင်းနေတယ်မိမရဲ့လိုချင်တာကပါလေမိမရဲ့လိုနေတာကပဲရလေမိမရဲ့ဖြစ်နေတာမိမရဲ့လွတ်ချင်နေတာအဲ့ဒါကရှင်းနေတယ်ရှင်းနေတယ်ရှင်းနေတယ်မိမရဲ့လွတ်ချင်နေတာမိမရဲ့ဖြစ်နေတာမိမရဲ့ရချင်နေတာမိမရဲ့ပြောချင်နေတာယောက်ျားလေးလိုက်စဉ်းစားပြီးယောက်ျားလေးလိုက်တွေ့တော့ကြည့်ယောက်ျားတို့မော်ပတ်ချသည်ယောက်ျားလေးမြင်နေသူတို့ရဲ့လိုချင်လိုက်ရောသူတို့